Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကအန်တီရှူရမြစ်ချင်နဲ့ရှမ်းအချင်ဟင်းချက်စားမှာပေါ့နော်အရင်ဆုံးမြစ်ချင်ရဲ့ခရမ်းချင်လေးရဲ့ကိုတေချာနေပြီးတော့မှစားလေးနဲ့တေချာနေပြီးတော့တည်ထားပါမယ်ရှင်အမှန်ကနိုင်ရိုးတွေဘာတွေဝတ်သားတွေတုံးထက်သားတွေနဲ့ကြိုရတာပေါ့နော်ဒီနေ့ကတော့အန်တီရှူရအိမ်မှာရှိတဲ့ဟာလေးနဲ့ပဲစီလေးထည့်ပြီးတော့မှအာလူးလေးနဲ့အရင်ထည့်ပြီးပြုတ်ထားပါတယ်အာလူးနဲ့မြစ်ချင်လေးနူးလာပြီဆိုရင်အတီးရွက်ကလေးတွေကိုထည့်ပါတယ်ရှင်ရုံးလေးဒီလေးရယ်ခရမ်းဒီလေးရယ်ဒါကကြတော့ကစွန်းရွက်ရယ်ဓာတ်ရင်ကောက်ရယ်ကချင်ပူစီနံလေးရယ်ပေါ့နော်အဲ့ဒါလေးတွေကိုအားလုံးထည့်ပါမယ်ရှင်ထည့်ပြီးတော့အထက်အောက်လမ်းပြီးတော့မှဖုံးလေးခဏအုပ်ထားပါမယ်စားနည်းနည်းပေါ်လို့စားလေးနည်းငယ်ပင်ထပ်ထည့်တယ်ပင်းငံပြားကြီးလေးအနည်းငယ်ထည့်ပါလေရှင်ဟောဒီနေထားလေးဆိုရပါပြီရှင်ချင်းငံဆက်မြုပ်เสียလေးပြင်ဆင်မယ်ပေါ့နော်မြုပ်သီးစိမ့်လေးရယ်ကြက်တုံဖြူလေးရယ်ဒါကတော့ပင်စိမ့်နဲ့ရှမ်းနံနံလေးရယ်ပင်းငံပြားကြီးလေးရယ်ခွားကြောင်းမုံလေးအနည်းငယ်နဲ့စားလေးအနည်းငယ်ထည့်ပြီးတော့မှသူ့ရဲ့ဟင်းရည်နဲ့ပဲဖြော်လိုက်ပါလေရှင်ကဲအဲ့ဒါလေးဆိုရင်မြုပ်စားဖို့အချိန်ကဆက်လေးရပါပြီရှင်ကဲဒီတိုင်းလေးဆိုရပါပြီရှင်သုံးဆောင်ကြပါအောင်ရှင်